ကောလာဟာလာသတင်းတွေနဲ့ကင်လုံးခံနေရတဲ့ဖျားသုံးစုမျိုးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကောလာဟာလာသတင်းတွေနဲ့ကြော်ကြားနေတဲ့ဖျားသုံးစုမျိုးလေးရဲ့မြေပြင်အခြေအနေကိုမျက်မြင်ကိုယ်တွေ့သိရှိနိုင်ဖို့ကျွန်တော်တို့ဒေါနာလင်းမီဒီယာအဖွဲ့သားတွေဖျားသုံးစုမျိုးကိုကိုယ်တိုင်ကိုယ်ကျတွားရောက်ကွင်းဆင်းလေ့လာခဲ့ကြပါတယ်လက်ရှိမှာဖျားသုံးစုမျိုးရဲ့လုံခြုံရေးကိုဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကတာဝန်ယူပေးထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲဖျားသုံးစုမျိုးတည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးအတွက်လက်နက်ကိုင်အဖွဲ့အစည်းတွေမြို့ရင်းကိုဝင်ထွက်သွားလာရမှာလိုက်နာဖို့စီကံချက်တွေကိုလည်း DKBA မြို့လုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားတာတွေ့ရပါတယ်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အမှတ်2နေပြည်တော်ရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးစောကပလူထူးကအခုလိုရှင်းပြပါတယ်တို့တယ်မှာပြီးခဲ့တဲ့ရက်ကပြစ်ခတ်မှုလေးတစ်ခုဖြစ်သွားတယ်လေဒီခါကျတော့ပြည်သူတွေစိုးရင်ထိတ်လန့်မှုမရှိအောင်လုံခြုံရေးကိုကျွန်တော်တို့ view decide လုပ်ပေးနေတဲ့သဘောပါပြည်သူလူထုကြားမှာတာဝန်မရှိဘဲနဲ့လက်နက်ကင်တော်လာလှုပ်ရှားနေတာမျိုးတွေမဖြစ်အောင်ဒါထိန်းသိမ်းကြမှာဖို့ပေါ့နော်နောက်တစ်ခုကမျိုးထဲမှာတခြားလက်နက်ကင်ဖွဲ့စည်းတွေကလည်းဝင်ထွက်သွားလာနေတာရှိတော့ဒီအချင်းချင်းမှားယမှုတွေထင်မှားတာတွေမဖြစ်အောင်လဲကျွန်တော်တို့အနေနဲ့ဒီလုံခြုံရေးပိုင်းကိုထိန်းသိမ်းသိမ်းညှိနှိုင်းပြီးတော့ဆောင်ရွက်နေတဲ့သဘောပါပဲပြီးခဲ့တဲ့ရက်ကပြန့်နှံ့ခဲ့တဲ့ကောလာဟာလာသတင်းတပုံးနဲ့ပတ်သက်ပြီးလဲဘုံစောကဘလူထူးကိုဆက်လက်မေးမြန်းခဲ့ပါတယ်စစ်တပ်ဘက်ကစစ်သားတွေကို DKBA တပ်ဖွဲ့ဝင်တွေဖြစ်အသွင်ယူပြီးဖျားသုံးစုမျိုးကိုပို့ဆောင်ပေးခဲ့တယ်လို့သတင်းတွေမှာဖော်ပြနေတဲ့ပေါ်သူကအခုလိုတုံ့ပြန်ဖြေကြားခဲ့ပါတယ်အဲ့ဒါကတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့စစ်ကုတ်ကေမှုဗိုလ်မှူးချုပ်စောရွာမီဒီယာတခုကိုဖြေထားရလဲရှိတယ်လေဒီသတင်းတွေကမမှန်ပါဘူးလက်ရှိမှာဖျားသုံးသူကဆေးဆေးရနဲ့ပတ်သက်လို့ဘာမှထူးထူးခြားခြားရှိမနေဘူးပေါ့နော်တချို့လူမှုကွန်ရက်တွေမှာလည်းပဲသတင်းမှားတွေပြန့်နေတာကျွန်တော်တို့တွေ့ပါတယ်ပြည်သူလူထုအနေနဲ့ဒါကိုမယုံကြည်ဖို့နဲ့အေးချမ်းချမ်းလုံလုံချုံချုံနေထိုင်သွားလာလို့ရပါတယ်ဆိုတာပြောချင်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့လုံခြုံရေးကို view site ပြီးတော့ဆောင်ရွက်ပေးနေပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ဒေါနာလင်းသတင်းဖွဲ့သားတွေဟာမြို့ကိုလှည့်ပတ်လေ့လာကြည့်ရှုခဲ့ကြပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဖျားသုံးစုမျိုးလေးဟာအလုံးစုံကောင်းမွန်ပြည့်စုံနေတဲ့မြို့တစ်မြို့ဖြစ်မလာသေးပေမဲ့ဈေးအောင်ဈေးဝယ်တွေနဲ့အတော်အသင့်စီကားတည်ငြိမ်နေပြီးတစားစားဖွံ့ဖြိုးလာနေတဲ့မြို့လေးတစ်မြို့လို့တော့ဆိုနိုင်မှာဖြစ်ပါတယ်မြို့ကိုလှည့်ပတ်လေ့လာရင် DKBA တပ်ဖွဲ့ဝင်တွေလုံခြုံရေးယူထားတဲ့လမ်းစုံတစ်ခုအနီးကဆိုင်ကယ်ရီဂေလေးတစ်ခုကိုကျွန်တော်တို့ခိတ္တဝင်ရောက်ခဲ့ပါတယ်ဆိုင်ကယ်ရီသမားတူဦးကိုမြို့အခြေအနေမေးမြန်းရမှာသူကဓာတ်ပုံဗီဒီယိုရိုက်ကူးခွင့်မပြုဘဲအတန်နဲ့ပဲအခုလိုရှင်းပြခဲ့ပါတယ်နေမီချီနေကဘယ်လိုပြောမလဲဒီတိုင်းမပုံမှန်ပဲသွားလာနေကြတာပဲဆိုကြတော့အမျိုးအစိုးရရတယ်ပါတယ်ပြောကြတာပေါ့ဒီချိန်မှာလည်းလောက်ကိုင်းစားတာကတော့ဒီလူဘက်ဆိုလို့ရှိရင်တော့ပိုစင်ပြေတော့မိုးတွင်ကြတော့သွားလာနေပါတယ်ကျဲတယ်တိတ်ပြီးတော့အစင်မပြေဘူးပေါ့ဝဲတွေကြတော့ဒါတော့ပုံမှန်ပဲဖြစ်နေကြတော့နှစ်တိုင်းဒီလိုပဲဖျားသုံးစုမျိုးဟာအစွန်ဖျားဒေသကနယ်စပ်မြို့လေးတစ်မျိုးဖြစ်တာကြောင့်မြို့နယ်ပြည်သူတွေဖို့တစ်ချိန်ကတော့ပြည်ရင်းစစ်တမ်းကိုအကျဉ်းချင်းကြုံတွေ့ခဲ့ကြရမှုပါတယ်မြို့ကန်ပြည်သူတွေကစစ်ရဲ့ဆိုးကျိုးကိုကောင်းကောင်းသိကြသူတွေမို့စစ်ဖြစ်မှာကိုဘယ်သူမှမလိုလားကြပါဘူးစောစောကဆိုင်ကယ်ရီသမားကတော့အခုလိုဆက်ပြောပါတယ်စစ်ကတော့မဖြစ်စေချင်ဘူးဘာဖြစ်မဖြစ်စေချင်လဲဆိုတော့ကော်လိုအီးကြီးနဲ့ပဲနေကျင်တာပေါ့ဒါတော့စစ်မဖြစ်တော့လူတွေလည်းပြရလွှားရတာမရှိဘူးအေးစီးနေရတယ်ဟုတ်ရေဘုဖြစ်မှာဆိုပြရလွှားရမှာနဲ့အခက်ခဲဖြစ်မှာနဲ့ဟုတ်မွေးရီဆိုလို့ရှိမွေးရီမလို့နွေရီဆိုနွေရီမလို့အကောင်လုံးကအခက်ခဲတွေဖြစ်ကြတွေ့ကြမှာလေအခုအစင်မပြေတဲ့ချိန်မှာပေါ့တကယ်မို့လို့အစင်မပြေဘူးဆိုဘလို့ဖြစ်တူသွားလာနေတဲ့အလုပ်လေးပုံမှန်စင်းနေရတယ်ဆိုလို့ရှိရင်လူတွေကဟိုလေးဖြစ်တာပေါ့စိတ်ချမ်းသာတော့လမ်းခုလက်တနေရာရောက်မှာဖျားသုံးစုမျိုးနဲ့တဖြူစရဲမျိုးကိုကုန်ကူးနေတဲ့ကုန်တန်မျိုးသမီးတူဦးကိုလည်းကျွန်တော်တို့ဒေါနာလင်းဖွဲ့သားတွေတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်ဖျားသုံးစုမျိုးကဒေသခံပြည်သူတွေဟာရိုးသားအေးဆေးသူတွေဖြစ်ကြတာကြောင့်လူမှုကွန်ရက်သတင်းစာမျက်နှာတွေပေါ်မှာသူတို့ရဲ့ဓာတ်ပုံဗီဒီယိုတွေပါသွားမှာကိုတော့ရှေ့ရုံစိုးရင်ကြပုံရပါတယ်ဒီအမျိုးသမီးကလည်းကျွန်တော်တို့ကိုဓာတ်ပုံဗီဒီယိုရိုက်ကူးခွင့်မပေးခဲ့ပဲအတန်နဲ့သာဖြေကြားပေးခဲ့ပါတယ်ကျမတို့ကတော့ဒီဖျားသုံးစုမျိုးနဲ့တမီဆက်မျိုးကြီးကိုနော်လာပြီးတော့ကုံဆွဲနေတဲ့ဟိုတင်ပေါ့အကုံတယ်ပဲပေါ့အခုလက်ရှိကတော့ကားကတော့ဖျားသုံးစုရောက်တဲ့ဒီကိုလမ်းမှာလည်းဘာစစ်ကြောက်လည်းမတွေ့ဘူးဘာမှလည်းမတွေ့ဘူးဖျားသုံးစုမျိုးလည်းသူ့ဟာနဲ့သူအေးအေးဆေးဆေးပဲအကုန်လုံးပါအေး live ပေါ်မှာတော့သတင်းတွေကတော့ဘာတွေလဲတော့မသိဘူးကျမတို့တော့လက်ရှိကတော့သွားလာနေတုန်းပဲပေါ့နော်ဒီလမ်းအကြောင်းပေါ်မှာတော့အခုလက်ရှိကတော့ဒါကြောင့်အေးအေးဆေးဆေးပဲအဲ့ဒါကိုဘယ်ဒီအဖွဲ့တွေကဘယ်လိုကြော်ညာပြီးတော့ဘယ်လိုတင်နေလဲတော့မသိဘူးလက်ရှိကျမတို့ကတော့သွားလာနေတယ်အားလုံးအေးအေးဆေးဆေးပါပဲနော်ဖြစ်နေတဲ့အခုလည်းစီစီကပါပဲပုံမှန်ပါပဲအားလုံးကသူ့နေရာနဲ့သူအေးအေးဆေးဆေးကြီးပဲနော်ကုန်တယ်မျိုးသမီးကလည်းအခုလိုတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့လောက်ကင်စားတော့နေရတာကိုပဲသဘောကျတယ်လို့ဆက်ပြောခဲ့ပါတယ်
တင်းငင်ငင်ဖြစ်တာပဲသဘောကျတာပေါ့ဟုတ်တော့လားအေးအေးချမ်းချမ်းလှုပ်ရှားရဖို့ပြည်သူတွေကဒါကိုပဲမျှော်ကိုးနေတယ်လေနော်အေးချမ်းမှုပဲလိုချင်ပါတယ်ဟုတ်ကဲ့ကျွန်မလည်းကျေးဇူးတင်ပါတယ်ရှင်အခုပြောရတဲ့အတွက်အားလုံးအေးချမ်းကြပါစေလို့ပဲဆုတောင်းပေးပါတယ်နော် ကုန်တယ်မျိုးသမီးကိုနှုတ်ဆက်ထွက်ခွာလာခဲ့ပြီးနောက်မှာတော့ကုန်တင်ကုန်ချလုပ်တဲ့လူငယ်တဦးနဲ့ဆက်လက်မင်းမြန်းခွင့်ရခဲ့ပါတယ် လက်ရှိဖျားသုံးခုမှာတော့အေးအေးဆေးဆေးပဲပေါ့နော်ကိုလောက်ကန်စားတော့ရလဲအဆင်ပြေတယ်ကောလာခါလာတွေကကြားလာတော့ကြားလာပဲဒါပေမဲ့လောက်ကန်စားတော့ရတာတော့အကုန်လုံးအဆင်ပြေရပေါ့ဟိုလမ်းမှာကြားတဲ့တင်းတွေအရာအကုန်လုံးခုလက်ရှိမင်းဖြစ်နေရတယ်ကတော့တော်တော်လေးချမ်းသာနေရပေါ့ လိုင်းပေါ်မှာကြားနေရတဲ့သတင်းတွေနဲ့မြေပြင်ကအခြေအနေတွေကမတူကြောင်းသူကရှင်းပြခဲ့ပြီးစစ်ဖြစ်ရင်လောက်ကန်စားတော့ရမှာအဆင်မပြေဖြစ်လာမှာမို့စစ်မဖြစ်စေချင်ဘူးလို့လည်းသူကဆက်ပြောခဲ့ပါတယ် တင်ကတော့စစ်ပွဲအဖြစ်လေးပိုကောင်းနေပါတော့ရင်းချင်းချင်းလေးနဲ့အကောင်လောက်ကန်စားတော့လို့ရနေကျွန်တော်တို့ကပို့ပြီးတော့အဆင်ပြေရပေါ့နော် ဆက်လက်ပြီးဖျားသုံးစုမျိုးဝင်ကိန်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့ DKB တပ်ဖွဲ့ဝင်တွေကိုခွင့်တောင်းပြီးခရီးသွားတချို့နဲ့ကုန်ကားမောင်းသူတချို့ကိုရုပ်တံရိုက်ကူမင်းမြန်ခွင့်ရခဲ့ပါတယ်။ဆိုင်ကယ်စီးလာတဲ့တောင်ဝမ်းရက်ကွက်ကခရီးသွားပြည်သူတူကတော့အခြေအနေတွေကိုအခုလိုတော်တော်တက်တော်ပဲဖိချပေးခဲ့ပါတယ် ကောင်းပါတယ်အချိန်တွေကမားလုံးပြည့်ရေးစေးပါသွားလာလည်းအဆင်ပြေတယ် ဆက်လက်ပြီးကုန်ကားမောင်းသူ၃ဦးကိုမင်းမြန်ခဲ့ရမှာတော့အခုလိုပဲဖိချခဲ့ပါတယ် လုံးစုပဲဖန်စီနေပါတယ်သွားလာတာလည်းစီပြေပါလန်ဒီစီပြေပါဘာမှမဟုတ်အကောင်လုံးစီပြေ အခုကျွန်တော်တို့ကတော့သွာလာနာတော့လုံးလုံးကြည့်ကြုံပါပဲဂိတ်တွေမှာလည်းအေးဆေးပါပဲအလောက်ကင်ကတော့ပုံမှန်ပါပဲဘာမှတည်တော့မပူပါဘူးအေးဆေးပါဖြစ်လာလို့ရှိရင်ကျွန်တော်တို့ပြည်သူအနေနဲ့ကတော့စားဖို့နေရေးနေဖို့ထိုင်ဖို့ရေးတွေခက်ခဲချက်တယ်ဖြစ်တာပေါ့ဗျာတောင်းဖို့လာဖို့လည်းအဆင်မပြေကြလို့ခက်ခဲကြတော့ဖြစ်တာပေါ့ဟုတ်တယ်ဆိုတော့သုံးစုမှာလည်းအဝေးရလာတဲ့အလောက်သားတွေကများတယ်လေဒီမှာပဲမိခိုမိနေရတယ်ဆိုတော့အဲ့လောက်တိဖြစ်မှလို့လည်းမထင်အဲ့လောက်တိလည်းဖြစ်လာမလို့လည်းမပြောလင်းဘူးလောလောဆယ်ကတော့ကျွန်တော်တို့ကဒီသုံးစုနဲ့ကျွန်တော်တို့ဒီအောက်နဲ့ပုံဆွဲနေရဆိုတော့လောလောဆယ်ကတော့တည်တည်ငြိမ်ငြိမ်ပါပဲလမ်းကြောင်းသွားလာတော့တခြားအခက်အခဲပါညာတော့မရှိပါဘူးကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ကားသမားတွေတော့ပိုတိကြပါဘောနော်ဟိုအတက်ချင်းကြတော့လေတီးရဟိုလောလောဆယ်ကတော့ဘာမှတော့အခက်အခဲတော့မရှိဘူးနာဟုတ်အဆင်ပြေပါတယ်ဟုတ်ရောင်းဝယ်ဖောက်ကားမှုတော့အဆင်ပြေပါတယ်ကျွန်တော်တို့ဒီပုံမှန်အတက်ချင်းတော့နေ့တိုင်းရှိနေရပဲလေကုန်တွေကတော့ပုံမှန်ပါပဲတည်တည်ငြိမ်ငြိမ်ပါပဲကျွန်တော်တို့ပြန်ရောက်တဲ့ချိန်ကျတော့ကျွန်တော်တို့ကဒီအောက်ဆင်းနေရတယ်အပေါ်ပြန်ရောက်ရင်တော့ကျွန်တော်က3နှစ်မှနေတာဆိုတော့ဒီငိမ့်ငိမ့်ပါပဲ ဖျားသုံးစုမျိုးဟာ2021ခုနှစ်နောက်ပိုင်းမှာလည်းစစ်ဖြစ်လို့နီးအခြေအနေတွေကနေအကျဉ်းချင်းရှောင်ရှားနိုင်ခဲ့တာကြောင့်အခုချိန်မှာတော့ဈေးအောင်ဈေးဝယ်တွေနဲ့အထိုက်အသင့်စီကားနေတဲ့မျိုးတွေတစ်မျိုးဖြစ်တည်ငြိမ်တဲ့ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ခရီးဆက်ဆက်ပြုနေပြီဖြစ်ပါတယ်အခုတော့တည်ငြိမ်နေတဲ့ဖျားသုံးစုမျိုးလေးကိုလေလိုင်းပေါ်ကကောလာဟာလာသတင်းပေါင်းစုံနဲ့စတင်ကိုင်လုပ်ခံရပြီဖြစ်ပါတယ်ဒီမျိုးလေးရဲ့တည်ငြိမ်မှုကိုဘသူတွေကဘာရည်ရွယ်ချက်နဲ့ဖျက်ဆီးဖို့စ조사နေတယ်ဆိုတာကိုတော့မသိရပါပဲဖျားသုံးစုမျိုးကတာဝန်ရှိသူတွေနဲ့မြို့နယ်ပြည်သူတွေကတော့ဒီသတင်းမှားတွေကိုစင်ကြင်တုံတရားရှိနဲ့ရင်ဆိုင်နိုင်စွမ်းရှိမယ်ဆိုတာကိုတော့ကျွန်တော်တို့ဒေါနာလင်းဖွဲ့သားတွေကောင်းကောင်းသိလာခဲ့ရပါတယ်။တင်းငင်အေဂျင့်နဲ့ဖျားသုံးစုမျိုးလေးအခုထက်မကတဆင့်တက်တဆင့်ရှေ့ဆက်ဖုံမျိုးတိုးတက်လာစေဖို့ဆန္ဒပြုလျက်မြေပြင်ဖြစ်မှန်အခြေအနေတွေကိုတက်ဆွမ်းသမျှရိုက်ကူးတင်ဆက်လိုက်ရပါတယ်။